မယုံတတ်ပါဘူးယောက်ျားအကိုမချစ်တဲ့လူဆိုတော့တမျိုးပေါ့မင်းမပြောပြမယ်ယုံနေဆိုတာတကယ်မချစ်တဲ့လူတွေပဲရှိတာတကယ်ချစ်တယ်လို့မယုံတကယ်ချစ်တယ်တော့ဘယ်ယုံမှလဲယောက်ျားစီထဲမှာစာမိမရောတကယ်ချစ်တယ်ဟောတကယ်ချစ်တာဟောယောက်ျားတကယ်မချစ်တဲ့လူရှိချစ်တယ်ဆိုရင်မိမကိုရွေးပေးပါမယ်ရောဝါကျွေးထမင်းမိမစားရတယ်ဝါကျွေးထမင်းချစ်တူဆိုတော့မိမဘယ်လိုစားရမှာရောတကယ်မချစ်ဆိုဝါကျွေးတာမဟုတ်ယောက်ျားမျိုးချတဲ့ဟာတော့မိမစားရတယ်ယောက်ျားကျွေးမယ်ရောမယုံမိမတကယ်ချစ်တာစီလေးလဲတာထမင်းလေးပေါ့ဒီမှာဝါကျွေးပါဟာကျွန်တော်မိမပါကျောင်းချမိမကိုအချစ်တူလို့ထင်တော့ကျွန်တော်မဟင်းအောင်မမယ်ဒါပေမဲ့ရောမိမရောဇွမ်းမလို့ကဥလျင်ဟုတ်မိမဥလျင်ဟုတ်မိမမယုံတတ်ပါဘူးယောက်ျားအကိုမချစ်တဲ့လူဆိုတော့တမျိုးပေါ့မိမပြောပြမယ်ယုံနေဆိုတာတကယ်မချစ်တဲ့လူတွေပဲရှိတာတကယ်ချစ်တယ်လို့မယုံတကယ်ချစ်တယ်တော့ဘယ်ယုံမှလဲယောက်ျားယုံတကယ်ချစ်တယ်တော့ဘယ်ယုံမှလဲယောက်ျားမဗျာကျွန်တော်တို့ယောဂတဲ့နော်ချီးဝေးတေးဝေးတာကျွန်တော်တို့မှချိုပေးတာဗျာနော်ကိုဝိုင်းတော့မပြလိုက်ဘူးသူတို့ကကျွန်တော်တို့အချစ်တူတွေထင်ပါသေးတယ်ကိုဝိုင်းရောက်ခွင့်နေတော့မိမတကယ်ချစ်တာလို့ယောက်ျားသူတို့ကအရင်ချစ်ဖို့ကောင်းတယ်ဗျာဒါမဲ့နော်အဲ့လိုမျိုးတကယ်ချစ်တဲ့လူကလည်းလောကမှာရှားရနော်အဲ့ဘယ်လိုလဲဆိုလူတိုင်းကဘာသာကချစ်တာပေါ့ချစ်တယ်လူတိုင်းကဘာသာကချစ်တယ်ဒါမဲ့ဒါမှအချစ်စစ်မှန်နော်မကြီးကောင်းမှာမရှိတော့ဘူးလားကောင်းမှာကောင်းမှာကျွန်တော်တို့နေများလို့ကြည့်ပြီးတော့တကယ်အချစ်စစ်တွေဖြစ်ပါသေးလို့ကျွန်တော်ဒီကဆူတောင်းပေးလိုက်ပါတယ်ဗျာ